သိန်း2000ဝန်းကျင်သုံးပြီးရန်ကုန်ဒေါင်းတောင်းထဲမှာတိုက်ခန်းအဝယ်ရှာနေရဆိုလို့ရှိရင်တော့ဒီ post ကလူကြီးမင်းအတွက်သေးကြပါပဲဟုတ်ပါတယ်သူ့လေဖျားအနီးမှာတီးရှိပြီးတော့တော်တော်မြို့နယ်နရထာလန်နဲ့မဟာဗန္ဓုလလမ်းကြားစိတ်ကမ်းသာလမ်းမပေါ်အလေဘလောက်ပေါ့နော်အလွှာဖြစ်တော့ဒုတိယအလွှာတမိုးအောက်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတိုက်ခန်းလေးရဲ့အသေးစိတ်အချက်လက်လေးတွေကိုဆက်လက်ဆောင်းစားကြည့်ရှုပေးပါအောင်ခင်ဗျာလမ်းကတော့စိတ်ကမ်းသာလမ်းမအလေဘလောက်ဖြစ်ပါတယ်သူကအလွှာဖြစ်ဆိုလို့ရှိရင်ဒုတိယဓာတ်ရာဘတ်ချမ်းတမိုးအောက်ကအပေါ်ဓာတ်မှာတမိုးကြံပါသေးတယ်သူကအကျဉ်းဝင်လေးကတော့စာချုပ်ပါဆိုလို့ရှိရင်တော့1568လို့တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အကျိုးဆောင်နေနဲ့အတွင်းခွင့်အကျယ်ကိုတက်တိုင်းကြည့်လိုက်တဲ့အခါမှာတော့7.9နဲ့68ပေကျယ်ဝန်းပါတယ်သူကတော့ကျွန်တော်တို့အရင်တုန်းကစောက်တဲ့ဟောင်ကောင်တိုက်အမျိုးအစားဖြစ်ပါတယ်သူ့ရဲ့လှေကကွင်းတွေကတော့RC လှေကားတွေဖြစ်ပြီးတော့ RC ကျန်းငယ် RC အမိုးတွေဖြစ်ပါတယ်ဈေးနှုန်းလေးအားဖြစ်ဆိုလို့ရှိရင်တော့2100ခေါ်ထားပြီးတော့ပပနှိနှံရောင်းချပေးမယ်လို့ပြောပါတယ်မြင့်ရလဲ height ပေါ့နော် height ဆိုလို့ရှိရင်လည်း15ပေဝန်းကျင်ရှိပါတယ်ပြီးတော့မေးဖို့ခန်းထဲမှာလည်းထက်ခိုးလေးပါပါသေးတယ်ခန်းတစ်ခန်းအိမ်သာတစ်ခန်းလည်းပါပါတယ်အရှိမအခန်းလည်းတစ်ခန်းဖွဲ့ထားပါသေးတယ်နေရန်ကတ်ကျွန်းပြီးတော့ကျွန်တော်တို့အရှိမတစ်လုံးပါပါတယ်နောက်မှာတစ်လုံးပါပါတယ်ဟုတ်ကဲ့ရှေးအောင်အဲကွန်လေးတစ်လုံးလည်းပါပါသေးတယ်အခုကျွန်တော်ပြောသွားတဲ့အချက်လက်လေးတွေနဲ့တကွာအသေးစိတ်လေးတွေသိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ CD Bank အင်ချမ်းမြေကျူးဆောင်ကုမ္ပဏီကိုဆက်သွယ်ပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ CD Bank အင်ချမ်းမြေကျူးဆောင်ကုမ္ပဏီကာစတမာများနဲ့ကြည့်ရှုသူလူကြီးမြတ်အပေါင်းတို့နဲ့တကွာရောင်းသူဝယ်သူအားရနေထိုင်သူမိသားစုများလည်းကျမ်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အင်ချမ်းမြေကျူးဆောင်ညီကိုမောင်နှမများလည်းနေ့စဉ်ပွဲကြီးပွဲကောင်းများအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်